ဒီဗီဒီယိုလေးကတော့မော်ဝင်ကြီးဌာနကတော့ပိတ်ပင်ထားတဲ့ရုပ်ပြောင်းရုပ်လွဲဆိုင်ရာမော်တက်ပညာကျမ်းကိုပြပြပေးမှာဖြစ်ပါတယ်။ Harry Potter လောကမှာမော်ဆေးရီမော်တုတ်တံတွေလုံးဝမလိုဘဲနဲ့မိမိရဲ့ခန္ဓာကိုယ်ကိုစိတ်ကြည့်ယုံနေတဲ့စိတ်ချက်ရုပ်ပြောင်းရုပ်လွဲလုပ်နိုင်တဲ့အစွမ်းချက်မော်ဆရာနှမျိုးရှိပါတယ်။ဒါပေမဲ့တစ်မျိုးကတော့မွေးကလေးကပါရမီပါလာပြီးတော့နောက်တစ်မျိုးကတော့ယူလောက်အောင်ခက်ခဲတဲ့အဆင့်တွေကိုနှစ်ပေါင်းများစွာအသက်နဲ့လဲပြီးတော့လေ့ကျင့်ခဲ့ရတာမျိုးပါ။ဒါကတော့မော်လောကရဲ့လျှို့ဝှက်စမ်းကြယ်လွန်းလာတဲ့ Metamorphosis နဲ့ Animagus တို့ပဲဖြစ်ပါတယ်။အခုဒီဗီဒီယိုလေးကလည်း Metamorphosis နဲ့ Animagus တို့ရဲ့ကွာခြားချက်တွေကိုပြောပြပေးမှာဖြစ်ပါတယ်။တကယ်လို့ဒီအကြောင်းတွေကိုသင်ကတာမန်ရုပ်ပြောင်းရုပ်လွဲအတက်လို့ပဲချိန်နေရင်တော့မှားသွားပါလိမ့်မယ်။ဘာလို့လဲဆိုတော့ဒီမော်အတက်ပညာနှစ်ခုရဲ့နောက်ွယ်မှာအမှားယွင်းမခံတဲ့ကြောက်စရာကောင်းတဲ့ဘေးထွက်ဆိုးကျိုးတွေနဲ့စာအုပ်ထဲမှာပဲပါတဲ့တကယ်မိုက်စားလျှို့ဝှက်ချက်တွေရှိနေလို့ပါ။မော်လောကရဲ့ညံအထက်မြက်ဆုံးဆိုတဲ့ကျောင်းသားတွေကဘာကြောင့်ဒီအတက်တွေကိုကြောက်ရွံ့ကြတာလဲဆိုတာကိုသိကြတော့ဒီဗီဒီယိုလေးကိုအဆုံးထိဆက်ကြည့်သွားပြီးလို့ပါလိမ့်မယ်။ပထမဆုံးတစ်မျိုးကတော့ Metamorphosis လို့ခေါ်ပါတယ်။သူကတော့မော်လောကရဲ့နတ်သက်ကြွေတဲ့ permission တွေလို့ပြောလို့ရပါတယ်။ဘာလို့လဲဆိုတော့ဒါကစာချက်လို့ကျင့်ယူလို့ရတဲ့အတက်ပညာမျိုးမဟုတ်ဘဲနဲ့မွေးကလေးကသွေးသားတွေကနေပါလာတဲ့မွေးရပါအစွမ်းမလို့ပါ။ဒီစွမ်းကမော်လောကမှာဆိုရင်လည်းအလွန်တရာရှားပါလို့ပါတယ်။သူတို့ရဲ့အားသာချက်ကတော့ Harry တို့သုံးလို့ရှိတဲ့ Polyjuice Potion လိုမျိုးအခြားသူတွေရဲ့သပင်တွေလက်သေးတွေပါတဲ့ဆေးတွေတောက်ဖို့လုံးဝမလိုဘဲနဲ့စက္ကန့်ပိုင်းအတွင်းမှာစိတ်လို့ရှိသလိုရုပ်ပြောင်းနိုင်တာပါ။လူတစ်ယောက်နဲ့တစ်ယောက်မခွဲခြားနိုင်အောင်ပုံတူရုပ်ဖြတ်နိုင်လို့ဝင်ကြီးဌာနရဲ့ aura စုံတော့တွေအတွက်တော့ဖုံးမဖြတ်နိုင်တဲ့အစွမ်းဖြစ်ပါတယ်။ဒါပြင်အသက်အရွယ်ကိုပါအိုအောင်ငယ်အောင်ပြောင်းလဲနိုင်စွမ်းရှိပါတယ်။ဒါပေမဲ့သူတို့မှာကြီးမားတဲ့အားနည်းချက်၃ခုရှိပါတယ်။ပထမတစ်ခုကတော့သူတို့ကလူသားပုံစံအတွင်းမှာပဲပြောင်းလဲလို့ရတာဖြစ်ပြီးတော့တိရစ္ဆာန်တစ်ကောင်လုံးရဲ့ပုံစံမျိုးကိုတော့လုံးဝပြောင်းလဲလို့မရပါဘူး။ဥပမာဆိုရင်နှာခေါင်းကိုဝက်နှာခေါင်းလို့ပြောင်းလို့ရပေမဲ့ဝက်နှာခေါင်းလုံးဖြစ်သွားအောင်ပြောင်းလဲလို့မရတာမျိုးပါ။လူတစ်ခုကတော့ဒီစွမ်းအားကစိတ်ခံစားချက်ပေါ်မှာလည်းအပြည့်အဝမူတည်ပါတယ်။ဥပမာစိတ်တက်ကြတာအသေးကွဲတာလိုမျိုးခံစားချက်မျိုးဖြစ်ရင်တော့ဒီအစွမ်းကချက်ချင်းပြက်ကွယ်သွားတတ်ပြီးတော့သပင်တွေပါမှိုက်ညို့သွားတတ်ပါတယ်။တတိယအားနည်းချက်ကတော့ခန္ဓာကိုယ်ပုံစံပြောင်းလဲနိုင်ပေမဲ့သူတို့ဝတ်ထားတဲ့ဝတ်စားတွေကိုတော့လိုက်မပြောင်းပေးနိုင်ပါဘူး။စောင်းထက်က first တွေအရမော်လောကမှာနာမည်ကြီးတဲ့ Metamorphosis နှစ်ယောက်ပဲရှိပါတယ်။တစ်ယောက်ကတော့ Azkaban ထောင်ကလွတ်လာတဲ့ Andromeda Black ရဲ့သမီးဖြစ်တဲ့ Nymphadora ထောင်ဖြစ်ပြီးတော့နောက်တစ်ယောက်ကတော့သူမရဲ့သားလေး Teddy လိုပဲဖြစ်ပါတယ်။ထောင်ဟာသူမရဲ့ရုပ်ဖြတ်စွမ်းရည်ကြောင့်စုံတော့အဖြစ်ဆရာကြခဲ့ပေမဲ့ပင်ကိုဇဲကတော့ပစ္စည်းခဏခဏဝင်တိုက်မိတဲ့ရှက်ပြပြမိန်းကလေးတစ်ယောက်ဖြစ်မြင်ရမှာဖြစ်ပါတယ်။ဒုတိယတစ်မျိုးကတော့အားလုံးချစ်တဲ့ Professor McGonagall တက်မြောက်ထားတဲ့ Animagus အတက်ပဲဖြစ်ပါတယ်။ဒါကတော့သွေးပါဖို့မလိုပေမဲ့ညံအလွန်ကြီးတဲ့မော်ဆရာတွေပဲနှစ်ပေါင်းများစွာသေလောက်အောင်စူးစမ်းကြင်ကြံပြီးမှရနိုင်တဲ့အစစ်မြစ်မော်အတက်ဖြစ်ပါတယ်။သူတို့ကတော့တကူလုံးကိုတိရစ္ဆာန်အစစ်တကောင်ဖြစ်ပြောင်းလဲပြနိုင်တာပါ။သူတို့ရဲ့အားသာချက်ကတော့သူတို့ရဲ့အဝတ်အစားတွေနဲ့မော်တုတ်တံတွေကိုပါတိရစ္ဆာန်ရဲ့အရေးပြားတဲ့တစ်ခါတည်းပေါင်းဆက်ပြောက်ွယ်သွားနိုင်တဲ့အားသာချက်ဖြစ်ပါတယ်။ဒါပေမဲ့အစောက်ထဲကအချက်အလက်တွေအရဒီအတက်ကိုကြင်ကြံဖို့ဘယ်တော့တောင်ခက်ခဲလဲဆိုရင်တော့ကြားရုံနဲ့တင်လက်ခါချကြင်စရာပါပဲ။ပထမဆုံးငရဲကန်းအနေနဲ့ကတော့ဗဇက်ထဲမှာ mandarin လို့ခေါ်တဲ့အရွက်တစ်ရွက်ကိုတလားတိတိမထုတ်ဖဲမမျိုးပဲငုံထားရပါတယ်။စားရင်ပဲဖြစ်ဖြစ်အိပ်ရင်ပဲဖြစ်ဖြစ်စကားပြောရင်ပဲဖြစ်ဖြစ်လုံးဝကျွတ်မကြရပါဘူး။လပြင်းကရောက်တဲ့အခါကျမှဒီအရွက်ကိုထွေးထုတ်ပြီးတော့မိမိရဲ့သပင်တစ်ပင်နဲ့ငွေစွန်းတစ်စွန်းစာနှိမ့်ရီတို့ပေါင်းဆက်ကအမောင်ထဲမှာလှောင်ထားရပါတယ်။ဒီနေ့မှာအရေးကြီးဆုံးအဆင့်ကတော့မိုးသက်မုန်တိုင်းကျပြီးတော့မိုးချိုးပစ်တဲ့နေ့ကိုလာပေါင်းများစွာစောင့်ဆိုင်းရတာပါပဲ။မိုးချိုးပစ်ပြီးတော့မိုးသက်မုန်တိုင်းကျတဲ့နေ့ကျမှဒီဖော်ဆက်ထားတဲ့ဆေးရည်ကိုတောက်ရတာဖြစ်ပြီးတော့ဆေးတောက်နေတဲ့အချိန်မှာလည်းကိုယ့်ရဲ့ရင်ဘက်ကိုမိုးချိုးအပြစ်ခံရတယ်လို့မျိုးပြင်းထန်တဲ့နာကျင်မှုမျိုးကိုခံစားရပြီးမှသာတိရစ္ဆာန်အဖြစ်ပထမဆုံးအချိန်အောင်မြင်အသွင်ပြောင်းလဲနိုင်တာဖြစ်ပါတယ်။ဒီအဆင့်တွေမှာတစ်ခုခုလဲချော်သွားရင်တိတ်သွားနိုင်တယ်လို့စိုးဝါးလာတဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့လူလည်းမဟုတ်တိရစ္ဆာန်လည်းမဟုတ်တဲ့တပိုင်းတစမိစ္ဆာကောင်းကြီးအဖြစ်ထာဝရပုံပြတ်ပန်းပြတ်ဖြစ်သွားတတ်တာမျိုးပါ။ဒါကြောင့်လည်းမော်ဝင်ကြီးဌာနကဒီတက်ကိုအလွန်အန္တရာယ်များတဲ့အဆင့်မြင့်မော်ပညာအဖြစ်သတ်မှတ်ထားပြီးတော့ Wizard နဲ့ Witch တွေစိတ်ကြိုက်ရှောက်မကျင်နိုင်အောင်ဥပဒေနဲ့တင်းတင်းကြပ်ကြပ်ပိတ်ပင်တားဆီးထားတာဖြစ်ပါတယ်။ကျင့်ကြံတဲ့သူရှိရင်လည်းဝင်ကြီးဌာနရဲ့ခွင့်ပြုချက်နဲ့စောင့်ကြည့်မှုအောက်မှာပဲလုပ်ရမှာဖြစ်ပြီးတော့အောင်မြင်သွားရင်လည်းမိမိတို့ကဘယ်တိရစ္ဆာန်အဖြစ်ပြောင်းလဲနိုင်တယ်။ဘာအမတ်အသားပါဝင်တယ်ဆိုတာကိုတရားဝင်မဖြစ်မနေမှတ်ပုံတင်ရပါတယ်။တကယ်လို့မှတ်ပုံမတင်ဘဲခိုးကျင်ရင်တော့ Azkaban ထောင်ထဲထိသွားရမယ်ကြီးလေးတဲ့ပြစ်ဒဏ်ရှိပါတယ်။ဒီလိုစည်းကမ်းတွေအရင်ကြည့်လို့ J.K. Rowling ရဲ့မှတ်တမ်းတွေအရ2020အတွင်း British မော်သမိုင်းတစ်လျှောက်လုံးမှာတရားဝင်မှတ်ပုံတင်ထားတဲ့ Animagus ဆိုလို့9ယောက်ပဲရှိခဲ့ပူပါတယ်။စာရေးဆရာမကြီးက9ယောက်လုံးရဲ့နာမည်ကိုအကုန်ချမပြခဲ့ပေမဲ့ Professor McGonagall ကတော့အဲ့ဒီမှတ်ပုံတင်ထားတဲ့9ယောက်ထဲကအထင်ရှားဆုံးတဦးတည်းသောဇာတ်ကောင်ဖြစ်ပါတယ်။စိတ်ဝင်စားတဲ့အကောင်းဆုံးအချက်က Animagus တွေကကိုဖြစ်ချင်တဲ့တိရစ္ဆာန်ကိုကိုယ်တိုင်ရွေးချယ်ခွင့်လုံးဝမရှိတာပါပဲ။မိမိရဲ့စိတ်နေစိတ်ထားပင်ကိုယ်စရိုက်နဲ့အကိုက်ညီဆုံးတိရစ္ဆာန်ပုံစံကိုမော်တရားကပဲအလို့အလျောက်သတ်မှတ်ပေးတာဖြစ်ပါတယ်။ဒါနဲ့မကလေးပါဘူးကိုဝတ်ထားတဲ့အဝတ်အစားနဲ့မျက်မှန်လိုအသုံးဆောင်တွေကပါတိရစ္ဆာန်ရဲ့ခန္ဓာကိုယ်ပေါ်မှာအမှတ်သားတစ်ခုအနေနဲ့ပါဝင်သွားတတ်ပါသေးတယ်။ဒါကြောင့်ပဲစီကံကြည့်ပြီးတော့ဉာဏ်ပညာရှိတဲ့ Professor McGonagall ကသူမရဲ့မျက်မှန်အဝိုင်းပုံစံအတိုင်းမျက်လုံးဘေးမှာအကွက်လေးတွေပါတဲ့ tabby cut ဖြစ်သွားခဲ့ရတာပါ။ဒါပေမဲ့စာအုပ်ထဲမှာတော့ဝင်ကြီးဌာနကိုအကြီးအကျယ်ဂျင်းထည့်ပြီးဘယ်သူမှမမိအောင်တရားမဝင် unregistered ခိုးကျင်ထားတဲ့စမ်းစာဇာတ်ကောင်၄ကောင်လည်းရှိပါသေးတယ်။သူတို့တွေကတော့ Harry ရဲ့အဖေ Jane Potter ရဲ့ Sirius Black ရဲ့နောက်တစ်ယောက်ကတော့ Peter Pettigrew တို့တငယ်ချင်းတစုပါပဲ။သူတို့ကဝေဘလွေလူသားအဖြစ်လပြည့်ညတိုင်းဒုက္ခရောက်ပြီးစိတ်ရိုင်းဝင်ရတဲ့တငယ်ချင်းဖြစ်သူလူပင်ကိုတိရစ္ဆာန်အသွင်နဲ့ကုညီထိန်းချောင်းပေးနိုင်ဖို့အတွက်ကျောင်းသားဘဝတည်းကအသက်ဆွန့်ကတရားမဝင်ခိုးကျင်ခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီမှာသူတို့ရဲ့ပင်ကိုစရိုက်တွေအရမော်တရားကတတ်မှတ်ပေးလိုက်တဲ့သရဝါတွေကတော့တာမာပြီးကောင်းဆောင်စိတ်ရှိတဲ့ Jane Potter ကတမင်ဖိုဖြစ်သွားပြီးတော့တငယ်ချင်းပေါ်သစ္စာအလုံးရှိပြီးကာကွယ်ပေးတဲ့ Sirius Black ကတော့ခွင့်နဲ့ကြီးဖြစ်သွားခဲ့ပါတယ်။အစိုးရကတော့ပိန်ပိန်နန်နန်နဲ့သစ္စာဖောက်တဲ့စရိုက်ရှိလို့ကြွဖြစ်သွားခဲ့တဲ့ Peter Pettigrew ပါပဲ။သူဟာဒီကြွဘဝနဲ့ပဲ Reno အိမ်မှာစနစ်တိတိပုံအောင်နေခဲ့တာဖြစ်ပါတယ်။နောက်ဆုံးတရားမဝင်ခိုးကျင်ထားတဲ့စတုတ္ထမြောက်လူကတော့ကျောင်းကလျှို့ဝှက်ချက်တွေကိုလိုက်နားထောင်ပြီးတော့အတင်းအဖျင်းသတင်းတွေရေးချင်လို့သူမရဲ့မျက်မှန်ပုံစံတိုင်းမျက်လုံးဘေးမှာအကွက်လေးတွေပါတဲ့ကိုဟက်ကောင်ကြီးအဖြစ်ခိုးကျင်ထားတဲ့သတင်းတောက်မကြီး Reader Skeeter ပဲဖြစ်ပါတယ်။ကဲဒီလိုခက်ခဲလို့ British ရဲ့ Hogwarts မှာ Animagus ဖြစ်သူအလွန်နဲပေမဲ့ချွန်းချက်အနေနဲ့အာဖရိကက Wagato လို့ခေါ်တဲ့မော်ကျောင်းကကျောင်းသားတွေကတော့ဒီအပိုင်းမှာကမ္ဘာနာမည်အကြီးဆုံးပါပဲ။သူတို့ကျောင်းကအသက်14နှစ်အရွယ်ကျောင်းသားတွေဟာဝင်ကြီးဌာနရဲ့စေးရည်နီးလန်းတွေမိုးချိုးပြတာတွေကိုစောင့်နေစရာမလိုဘဲနဲ့ရှေးဟောင်းအာဖရိကနီးစနစ်နဲ့ပဲစင်တွေစစ်တွေအဖြစ်အလွယ်တကူပြောင်းလဲနိုင်ကြပါတယ်။ဒီနေ့
ကယ်မှမေးဆက်ရှိတာကမော်လောကရဲ့အစွမ်းချက်ဆုံးဒမ်ဘယ်တော့ကတော့ animators အတက်ကိုမကျွမ်းကျင်ဘူးလားတကယ်တော့ဒမ်ဘယ်တော့ကဉာဏ်ပညာကြီးမားလို့ဒီအတက်ကို theory ကအကုန်ကျွမ်းကျင်ပြီးတော့ကျောင်းသားတွေကိုပါသင်ပြပေးနိုင်တဲ့သူဖြစ်ပေမဲ့သူကိုယ်တိုင်ကတော့တိရစ္ဆာန်အဖြစ်ပြောင်းလဲဖို့စိတ်ဝင်စားတာကြောင့် animators တယောက်အဖြစ်မကျင့်ကြံခဲ့ပါဘူးကဲဒါဆိုရင်နှစ်ချုပ်ရရင်တော့ metamorphosis ဆိုတာကခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုစိတ်ကြိုက်ပြောင်းလဲနိုင်တဲ့မွေးရပါလူသားပုံစံပြောင်းလဲခြင်းဖြစ်ပြီးတော့ animators ကတော့နှစ်ပေါင်းများစွာကျင့်ယူရတဲ့တိရစ္ဆာန်အသွင်ပြောင်းခြင်းပဲဖြစ်ပါတယ်ကဲတကယ်လို့ဒီဗီဒီယိုကြည့်နေတဲ့သူတွေကမော်လောကတွေကိုရှောက်သွားခဲ့ရင်မွေးရပါပါရမီရှင်ပဲဖြစ်ချင်တာလားဒါမှမဟုတ်အသက်ဆွန့်ပြီးတော့ animators အဖြစ်စ조사ကျင့်ကြံရတဲ့သူဖြစ်ချင်တာလားတကယ်လို့ animators ဖြစ်ခဲ့ရင်ကောဘယ်တိရစ္ဆာန်ပုံစံဖြစ်သွားမယ်လို့ထင်ပါတယ်ကွန်မန့်မှာရေးထားပေးကြအောင်နော်ကဲဒါဆိုရင်မော်လောကရဲ့စိတ်ဝင်စားစရာ January တွေအပြင်အခြားသောဗီဒီယိုအသစ်တွေအတွက်လည်းဒီ channel လေးကို follow like and share လုပ်ထားဖို့မမေ့ပါနဲ့နော်